ရင်ကြီးဟာသူ့ရဲ့တိုင်းသူပြည်သားအလုံးကိုဖိတ်ခေါ်ပြီးသမီးတော်အတွက်ကျင်ဖက်အိမ်ရှိမင်းသားရွေးချယ်မဲ့အကြောင်းကိုကြေညာဖို့ပြင်ဆင်နေပါတယ်။လူတွေအားလုံးပျော်ရွှင်စွာဆင်နွှဲနေကြစဉ်မှာပဲနဂါးကြီးတစ်ကောင်ရုတ်တရက်ရောက်ရှိလာပြီးမင်းသမီးမီနာ Princess Mina ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ Ronan Ronan ဟာနဂါးကြီးကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့ပေမဲ့မတားဆီးနိုင်ခဲ့ပါဘူး။ဒါကြောင့်ဘရင်ကြီးကသမီးတော်ကိုနဂါးလက်ထဲကနေအောင်မြင်စွာကယ်တင်နိုင်တဲ့သူကိုသမီးတော်နဲ့လက်ထပ်ပေးမဲ့အပြင်ဆုလက်တွေပေးအပ်မဲ့အကြောင်းလူထုအလယ်မှာကတိပြုကြေညာလိုက်ပါတယ်။မင်းသမီးကိုရရှိဖို့အတွက်အခြားသူတွေမြင်စီပြီးအလင်းအမြဲထွက်ခွာသွားကြပါတယ်။ရိုနန်ကတော့အခြေအနေကိုတေချာစဉ်းစားပြီးမြေပုံကိုကြည့်ကနဂါးကြီးရှိရာအရှိတ်အရက်စီကိုလက်နက်အပြည့်စုံနဲ့ခြေကျင်ခီးထွက်ခွာလာခဲ့ပါတယ်။အမြင့်ဆုံးတောင်ပေါ်ကနဂါးအိမ်တော်မှာနိုးလာတဲ့မင်းသမီးမီနာဟာလှပတဲ့ပန်းခြံထဲမှာရွှေရုပ်တုတွေကိုတွေ့ရှိခဲ့ပါတယ်။ထို့နောက်နဂါးတွင်ကနေပြောင်းလဲလာတဲ့စုံမအိုကြီးကဒီနေရာကိုမင်းသမီးများကြီးရောက်ဖူးကြပေမဲ့ဘသူမှအသက်ရှင်လျက်ပြန်မသွားနိုင်ခဲ့ဘူးလို့ပြောပြပါတယ်။စုံမကြီးကမင်းသမီးကိုသူတို့ရဲ့ဘရင်ကာစီဘောခဲစီဘောနဲ့လက်ထပ်ရင်တစ်သက်လုံးပျော်ရွှင်စွာနေထိုင်ရမှာဖြစ်ပြီးငင်းဆန်ခဲ့ရင်တော့အခြားမင်းသမီးတွေလိုပဲရွှေရုပ်တုအဖြစ်အဆုံးသတ်သွားရလိမ့်မယ်လို့ချိန်ချောက်ပြောဆိုခဲ့ပါတယ်။